ခေတ်တော့တရားမရလို့ငိုတယ်ဆိုတဲ့ပုဂ္ဂိုလ်ရှိလားမရှိလားတော့မသိဘူးဒီကိုကျောင်းမှာတော့တရားမရလို့ငိုတယ်ဆိုတဲ့ဘုဒ္ဓဇာလံတစ်ခုအဲ့ဒီမှာတက္ကပညာတုတ်မှာဖွင့်ထားတယ်မဟာတိဝမထေရကြီးဆိုတာအဗ္ဗဓမ္မစတတ်တဲ့ဆရာတော်ကြီးတစ်ပါးပဲခိုင်းပေါင်း18ခိုင်းဒီကိုကျောင်းမှာရှိတဲ့တန်ဃာတွေအများစုစာသင်ပေးတာသူ့တပည့်တွေကသူစီကစာသင်ပြီးတော့ကပ္ပထာယူပြီးတရားထုတ်တဲ့ပုဂ္ဂိုလ်တွေရဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေကြီးပဲ3000ရှိတဲ့အဲ့ဒါလို့သာဆရာကြီးလုံနေတာနော်သူတရားထုတ်တရားမြတ်ရသလားဆိုမရဘူးမရတာကိုသူ့တပည့်တစ်ပါးကရဟန္တာဖြစ်သွားတဲ့တပည့်တစ်ပါးကသူ့ကိုလာပြီးတော့တတိပေးဖို့လာတယ်ပေးတဲ့အခါကျတော့အရှင်ဘုရားတဲ့တပည့်တော်အနုမောဒနာတရားလေးတစ်ပုဒ်အရှင်ဘုရားစီကိုသင်ញင်လို့ပါဟာတဲ့အရှင်ဘုရားစီကသင်ញင်လို့ဆိုချိန်မရှိဘူးတဲ့သူပါဒါဖြင့်အရှင်ဘုရားမနဲ့မျက်နှာတစ်တဲ့အချိန်လေးရောသင်လို့မရဘူးအဲ့ဒီမှာဒီပြင်ပုဂ္ဂိုလ်တွေသင်တယ်သွားတိုက်နေတဲ့အချိန်လေးရောသင်လို့မရဘူးဟာဒီပြင်ပုဂ္ဂိုလ်တွေသင်တယ်အဲ့မှာသင်တဲ့ပုဂ္ဂိုလ်ရှိတယ်ပေါ့ဒါဖြင့်အရှင်ဘုရားရေလေးဖုံးမွေးနေတဲ့အချိန်ရောဆိုအဲ့ဒါလည်းဒီပြင်လူတွေသင်တယ်သင်္ကန်းယုံနေတဲ့အချိန်လေးရောဆိုဒါလည်းသူများသင်နေတယ်ဆိုပြောလိုက်တာဘယ်အချိန်ထိအောင်ညအိတ်တဲ့အိယာဝင်သည်ထိသူများသင်နေတာဆိုသူကပုဂ္ဂိုလ်တော်ကမရဘူးမရတဲ့အခါကျတော့အရှင်ဘုရားတဲ့24နာရီအရှင်ဘုရားမအားပါလားတဲ့အရှင်ဘုရားသေဖို့များအားပါအောင်မလားမသိဘူးတဲ့အဲ့ဒါလောက်အရှင်ဘုရားအလုံးချုပ်ရင်တော့တပည့်တော်အရှင်ဘုရားစီကမသင်တော့ပါဘူးတဲ့မသင်တော့ပါဘူးအရှင်ဘုရားတေချိန်လေးနဲ့ရှိပါအောင်မလားလို့ပြောပြီးတော့အဲ့ဒီကိုတော့အမှန်တော့တတိပေးခြင်းလို့လာတာလေယဟန်ဆိုတာတဲ့ကိုသိတဲ့တရားလေးကိုနှလုံးသွင်းပြီးတော့တရားထုတ်တဲ့နေပေါ့ရှင်ဘုရားအခုချိန်ဆိုလို့ရှိရင်တော့သူများရဲ့မိကိုရာကြီးတော့ဖြစ်ပါရဲ့ကိုယ့်အတွက်တော့ဘာမှမိကိုရာမရှိဘူးလို့ပြောပြီးတော့အဲ့ဒီကိုတော့ကကောင်းကင်ပြန်တက်သွားတယ်သူရှိအဲ့ဒီမှာထိတ်လန့်တုန်လှုပ်သွားတယ်တုန်လှုပ်သွားတာနဲ့နောက်တည့်မနေ့သူစီစာလာတင်တဲ့ကိုတော့အထွက်သူနဲ့ရောပြီးလိုက်သွားတယ်ဘယ်သူမှမသိလိုက်ဘူးသူစာတင်လို့စောင့်နေတဲ့ပုဂ္ဂိုလ်တွေကတန်းနေတာလဲတာမဟုတ်အဲ့ဒါကျော်လဲတီးတဲ့ပုဂ္ဂိုလ်ကလည်းခဏသွားတယ်လို့ထင်တာဘယ်ဟုတ်မလဲတော်တဲ့ထွက်ပြီးတော့သူ့ကိုယ်သူလည်းထင်တယ်ငါတရက်နဲ့အာထုတ်ရင်ရဟန္တာဖြစ်မယ်တရက်နဲ့အတွင်းပြန်လာမယ်လို့ထင်တယ်ဘယ်လောက်ကြာသွားတော့ဆိုအနှစ်30ကြာပါနော်ဆယ်စကားလေးဝင်ပြီးသောတာပန်မဖြစ်ချင်တဲ့အဲ့ဒီမှာအနှစ်30ကြာတဲ့အဲ့တော့အနှစ်30ကြာတဲ့အခါမှာသူ့စိတ်ထဲမှာဘာလို့ဖြစ်တုံဆိုဒီတစ်ခါဝါကျွတ်ရင်တော့ငါယန္တာဖြစ်ဒီတစ်ခါဝါကျွတ်ရင်တော့ငါယန္တာဖြစ်ပြီဆိုပြီးတော့ယန္တာဖြစ်ဖို့ဝိတုဒ္ဓိပဝရဏစင်ကြယ်တဲ့ပုဂ္ဂိုလ်အနေနဲ့ပဝရဏပြုခြင်းပဝရဏပြုခြင်းလို့ကြိုးစားလိုက်တာဝါကျွတ်သွားပြန်ပြီဘာတရားမှမရလိုက်ဘူးငိုတယ်အဲ့ကြတော့မျက်ရည်တွေကျနောက်ဆုံး29နှစ်မျက်ရည်ကျနှစ်တိုင်းကျရတယ်သူ့ရဲ့ဒေါမနတလူဟာမျိုးကတော့ကောင်းဘက်ကိုသွားတာမို့အဲ့ဒီဒေါမနတမျိုးကိုတော့မိပွဲရမယ်လို့ဆိုတာနော်တရားမရလို့ငိုတာအဲ့တော့တရက်တော့ဝါလဲကျွတ်သွားတရားမရတော့ငိုတယ်လေးတွေကြာနေတော့အဲ့ဒီသူတရားထုတ်တဲ့နားမှာရှိတယ်နတ်သမီးတယောက်ကလည်းသူ့နားလာထိုင်ပြီးတော့ငိုနေတယ်တဲ့ငိုနေတော့သူကကိုငိုတာတော့ကိုယ့်အကိုအဓိပ္ပာယ်ရှိတာပေါ့သူများငိုတာတော့ဘာကြောင့်ငိုမှမသိဘူးအဲ့ဒီဘာလို့ငိုတာတော့လို့ငိုရင်တရားများရမလားလို့ငိုကြည့်တာတဲ့အဲ့ဒါလို့ပြောတယ်အဲ့ဒါနဲ့သူရင်ထဲမှာထိတ်ခနဲ့ဖြစ်သွားတယ်အော်ငါပြောင်ပြောင်တောင်တောင်တွေတောင်လောက်ကုန်ကြပါလားအဲ့တော့သူကတရားမရလို့ရှိရင်တော့ငါခြေတော်လည်းမဆေးဘူးကြောလည်းမအိတ်ခင်းပြီးတော့မအိတ်တော့ဘူးဆိုပြီးတော့ဂရင်ကြီးတွေဖြုတ်ပြီးတော့ထောင်ထားလိုက်တယ်ခြေတော်လည်းမဆေးဘူးခြေတော်မှာပကြားကြီးတွေအဲပြီးတော့ကြီးကျွတ်တွေတက်နေတယ်လို့ပြောတာပဲနောက်ဆုံးအနှစ်30ပြည့်တဲ့အခါကျတော့မှသူတရားကြိုးစားပြီးတော့ခေါဏကနတ်သမီးလမ်းကိုတဲ့အချိန်မှာရှက်ပြီးတော့ကြိုးစားအထောက်လိုက်တဲ့အခါမှာနှစ်30ပြည့်မှာယန္တာကြီးဖြစ်သွားတယ်ယန္တာဖြစ်တော့ကဲဒီကနေ့ငါယန္တာဖြစ်ပြီခြေတော်ဆေးတော့မယ်ဆိုတဲ့အခါမှာခုနကတော့စောင့်ကြည့်နေတဲ့တပည့်တွေ3000ကနေပြီးတောလျှောက်ရောက်လာကြတို့ဆရာကြီးခြေဆေးတော့မှယန္တာဖြစ်သွားပြီဆိုဝန္တာအာရနဲ့ပြေးလာပြီသူဆေးမယ်ငါဆေးမယ်ပေါ့
တန်ဃာတွေကဝိုင်းအောင်ပြီးတော့နေတဲ့အခါမှာတရားမင်းကြီးကလည်းပဲဒါဒီတရားကတခြားတရားဖြစ်လိမ့်မယ်နော်တရားမင်းကြီးကလည်းပဲအဲ့ဒီမှာမဟာတိဝမထေရကြီးခြေတော်ဆေးဖို့ဆိုတဲ့အခါသူဇာတာခေါ်ပြီးတော့ချက်ချင်းဆင်းလာတယ်ဆင်းလာပြီးတရားကလည်းအပားပဲကိုတော်ဒီဝိုင်းနေတဲ့အခါကျတော့ကိုတော်ဒီဖယ်အောင်ဘယ်လိုအရှင်ဘုရားတို့ကိုတော်တို့ဘေးဖယ်ကြဓကမပါတယ်ဓကမပါတယ်ဆိုတော့ကိုတော်တွေကဘေးဖယ်ပေးကြအဲ့ဒီကြတော့မှအာဒီဝမထေရကြီးရဲ့ခြေတော်ကိုတရားမင်းကြီးကိုယ်တိုင်သူကြတော့အစွမ်းတကိုးနဲ့ဆိုချွတ်ဆေးတွေပါပါမှာပေါ့လက်ကင်ပြီးတော့ရေလောင်းလိုက်တာနဲ့တပြိုင်နက်တခါလဲနုနုဖတ်ဖတ်ကလေးဖြစ်သွားတယ်လို့ပြောအဲ့ဒါလို့မဟာဒီဝမထေရကြီးဟာတရားမရလို့ဆိုပြီးတော့အခုလိုဒေါမနတတွေဖြစ်ခဲ့ရတာအဲ့ဒီလိုဒေါမနတမျိုးကြတော့ကောင်းတဲ့ဘက်ကိုဥတည်နေတာဖြစ်တော့ကြောင်းတဲ့ရသော်ဘုရားကလက်ခံတဲ့နယ်ပြီးဝဲတဲ့နယ်လို့ဒီလိုခေါ်တာနော်